မမတို့ရန်ချစ်ကြတယ်မမတို့ရဲ့ချစ်မိတ်ဆွေတွေအားလုံးမမတို့ဒီနေ့ကနေမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မမတို့ဒီပေါ့နော်မအားတာတွေရောအကြောင်းပေါ့နော်ဒီပုံတင်တာလေးနားမယ်လို့ပြောရုံရှိသေးတယ်ဒီတချို့လူလေးတွေပြောတာလေးရှိတာပေါ့ဒီလိုမျိုးတွေဝတ်တာပေါ့နော်နတ်သမီးနဲ့တူနေပြီနတ်သမီးနဲ့တူတယ်မတူတယ်ဆိုတာကိုယ့်လောက်ရက်ပေါ်ပဲမူတည်တယ်လေဟုတ်တယ်မလားမမတို့ဝါတို့ကြီးကနေဝိတ်ချတဲ့အကြောင်း public ချပြီးအကုန်လုံးဒီကနေဒီလိုဖြစ်ပါတယ်ဒီလိုအားကစားတွေလုပ်ပါတယ်မနေ့ကနေရောညရောအချိန်တိုင်းဒီလိုလုပ်ပါတယ်ဆိုတာကိုလည်းအကုန်လုံးတင်ပြတယ်အမကန်အားပေးသေးတယ်ဆိုရင်သိတယ်ဖေရတရားလုပ်တဲ့အချိန်ဖုန်းကြီးကြောင်းကန်သွားတဲ့အချိန်မှာကျမဒီလိုလေးပေါ်လော်လေးတဲ့ဝတ်စားမဝတ်ပါဘူးအားကစားလုပ်ချိန်မှာအားကစားဝတ်စုံဝတ်တယ်ကျမဓာတ်ပုံရိုက်တယ်လေတဲ့ဘယ်သူမှမထိခိုက်ဖို့ပဲလို့တယ်ရိုက်တယ်ကျမလုပ်တဲ့လုပ်ရက်ကအများသူငါ့ကိုထိခိုက်တယ်ကျမဥပမာဖျဲ့ပြနေတယ်လူကြီးတွေကုန်ပြနေဆိုတော့ကျမတမျိုးပေါ့ကျမဓာတ်ပုံမရိုက်တာကျမနေ့တိုင်းတင်နေမေတ္တာပို့တယ်တော်တနအောင်လည်းဖြည့်ရှင်းတတ်ဖို့အသက်ကြီးတာနေပဲမိမပြီးသားဆိုမေကြီးကိုယူလို့နေရမယ်ဆိုတော့အထိပ္ပယ်မရှိဘူးဒီအသက်ရောက်တာနဲ့ဒီလိုမနေရဘူးဒီလိုမဝတ်ရအောင်ဆိုရလေအထိပ္ပယ်မရှိဘူးလေစဉ်းစားကြည့်ပါဦးကျမတို့ကအာကစားလုပ်တဲ့အချိန်မှာအာကစားပုံစံဝယ်မယ်ကိုယ့်ရဲ့လုပ်ရဥပမာနောက်ဆုံးမေသူကနတ်သမီးနဲ့တူတယ်ပြောတော့နတ်သမီးနဲ့တူတော့ကျမအိမ်အောင်တဲ့ကလေးတယောက်မေဖြိုနုနုထွတ်ထွတ်ကလေးမဟုတ်ဘူးတဲ့တူချင်းနဲ့တူသွားနိုင်တယ်တူလေဒါမဲ့ကျမလုပ်တဲ့လုပ်ရကသူများမထိခိုက်ဖို့ပဲလို့တယ်လေဟုတ်တယ်မလားကျမလူတန်းလေးလှုပ်ထားတဲ့ပို့လေးလည်းတင်ထားတယ်အားအများကြီးပဲတင်ထားတယ်ကျမဘယ်လိုရှိပါတယ်ဘယ်လိုဖြစ်ပါတယ်တင်ထားတဲ့အခါမှာကျမလုံးလုံးချိုချိုဝတ်တယ်လေအာကစားလုပ်ချိန်မှာတော့အာကစားလုပ်ဝတ်မှာပဲကြည့်ချင်ကြည့်မကြည့်ချင်ကြောသွားတဲ့ဆိုရှယ်မီဒီယာဆိုတော့အားလုံးကစိတ်ထွက်ပေါက်ရသုံးတာကျမလည်းကျမစိတ်ထွက်ပေါက်ရကျမသုံးတာကျမကလိုင်းပေါ်မှာတက်ရန်ထောင်းတာတွေဖြည့်ရှင်းတာတွေတိတ်မလုပ်ဘူးဘာလို့လဲဆိုတော့လူတိုင်းကသူ့အတွေ့နဲ့သူအုံနှောင်းနဲ့သူဘယ်လိုပြောရမလဲလူမျိုးမျိုးစိတ်ထွေပေါ့ဗျာသူ့တွေးနဲ့သူဒီဇိုင်းနဲ့သူ့ idea နဲ့သူရှိမှာကိုလည်းကိုစိတ်နဲ့ကိုကြိုက်တာကိုလုပ်တာကိုရမယ်ကိုဖြစ်ရင်ကိုခံကိုတိုင်းနဲ့ကိုခံအဲ့တချင်းလိုပဲဒါမဲ့ဒီလိုတွေဖွတ်တယ်စားတယ်ဆိုတာအညာအရန်ပူတာကျမတို့အကစားလုံးချွေတောက်ကြာတာကျမတို့အညာမကွေးတိုင်းအရန်ပူတာဒါအညာသူညာသားတွေပဲတည်တယ်အဲ့အချိန်မှာကျမတို့အကစားလုပ်တာကိုလည်းရှေ့ဝတ်မယ်ဘာမှရှေ့ဝတ်မယ်ပူသိမ်မှာပေါ့ပြီးတော့ကျမတို့ဒါဝတ်တယ်မိန်းကလေးတယောက်မှမိန်းကလေးတယောက်ရှိတဲ့နဲ့အလှတရားပဲရှိမယ်ကျမကုန်းလည်းမပြောက်ဖိုက်လည်းမပြောက်ဖဲ့လည်းမပြောက်လေအဲ့ဒါလေးကိုတော့လာပြီးမတိုက်ခိုက်ပါနဲ့အမကန်အားပေးတဲ့သူတွေအကုန်လုံးသိပါတယ်ဘယ်လိုမိန်းမစားလဲဆိုတာတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်